ထိုးသားတွေတထေးဖြစ်ဒိုင်းနေခွေးဖြစ်ပေါ့အဲ့ဒီ site တွေကျွန်တော်ပြပြန်ပေါ့ဒီမှာပတ်သီးပေါ့အဲ့ပတ်သီး line တွေပေါ့အဓိကအားဖြင့်ဒီပတ်သီးတွေဘာကြောင့်ပြရလဲဆိုလို့ရှိရင်ကိုလူတွေကဟို line ပေါ်မှာပရိသတ်တွေက1000တို့2000တို့3000တို့ဝယ်ထိုးနေရတဲ့သူတွေပေါ့နော်အဲ့တော့နီးပညာလေးတွေရပါစေတော့ဆိုပြီးတော့ကျွန်တော်တို့တင်ပေးတာပေါ့နော်ကျွန်တော်ဗီဒီယိုကိုကြားရင်တော့ like share လုပ်သွားပေါ့ဗျာအဲ့တော့ဒီလက်ရှိဒီကျွန်တော်ကဒီကလန်နာနဲ့ကတော့မပြချင်ဘူးဒါပေမဲ့ကျွန်တော်ရှိမှရှိတာဒီကလန်နာဖြစ်နော်အဲ့တော့မထူးအစင်ပြေတဲ့တက်နေပဲလှော်ရမှာပဲအဲ့တော့ဒီညပြပေးမှာကဆိုတော့ break တစ်လုံးပြပေးမယ်ပြီးတော့ဒီပတ်သီးပြပေးမယ်ပေါ့နော်အဲ့ကောင်နေရတော့ဒီပတ်သီးကဒီမှာဒီ55ဘွဲရှိတယ်ဒီကလန်နာအဲ့55ဘွဲရှိရတဲ့အထဲမှာသူကတစ်ကြိမ်နှစ်ကြိမ်သူက3ကြိမ်4ကြိမ်နော်4ကြိမ်ဒီမှာကျွန်တော်ကြက်ချီရကခတ်ထားတယ်အဲ့တော့ဒီကနေစပြီးတော့ကျွန်တော်တို့ကစပြီးတော့လောက်ပြပေးမယ်ဆိုလို့ရှိရင်ကြည့်နေတဲ့ပရိသတ်ကလည်းပြင်းသွားမယ်ပြီးတော့ကျွန်တော်အတွက်ကြတော့လည်းမကောင်းပြန်ဘူးဗီဒီယိုပိုင်းရှင် line ဘောကိုကျွန်တော်တင်လို့ကအဆင်မပြေတော့နော်MB လဲအရန်ကုန်နေပြီးတော့ဖုန်းရွှေ့ပြီးတော့ဟိုနာ line ကောင်းလို့ဒီနာ line ကောင်းလို့ねကျွန်တော်မှသွားလာနေရတာသိအဆင်မပြေလို့နော်အဲ့တော့တမျိုးတော့မမြင်နဲ့ကျွန်တော်ဒီကနေပဲစပြီးတော့ဒီနီးစနစ်ကလေးကိုကျွန်တော်စပြီးတော့လောက်ပြပေးမယ်နော်ဒီပွဲကနေပြီးတော့စလောက်ပြပေးမယ်အဲ့တော့ပတ်သီးဒီကောင်ကနော်ပတ်သီးပတ်ချင်တဲ့သူတွေအတွက်အဲ့တော့အဲ့နီးစနစ်ကဘယ်လိုလဲဆိုတော့ဒီမှာ break တောက်ကြနေ break နှလုံးပေါင်းပေါ့အဲ့တောက်ကြနေ break နှလုံးပေါင်းရင်ဒီမှာ6ဒီမှာ6ဒီမှာ1ပေါ့1နဲ့6နဲ့ပေါင်းတော့ခွန်းရဲ့ပါဝါကျွန်တော်2 9ပတ်လိုက်တော့ဒီကောင်ကစနစ်ကနော်9ပတ်ဟုတ်ပြီနော်နောက်တောက်ကြနေကျွန်တော်ဆက်သွားမယ်ဒီမှာခွန်းဒီမှာ2ဆိုတော့ခွန်းနဲ့2နဲ့ပေါင်း9ရဲ့ပါဝါခေါ်လိုက်အဲ့နှလုံးပေါင်း3ပတ်လိုက်တော့နော်3ပတ်လိုက်တော့အဲ့မှာဒီမှာ3ကြပြီနော်ဒီမှာလဲစောစောတော့ကကျွန်တော်9ကြပြီပေါ့နော်ဒီမှာ9ကြပြီဒီမှာ3ကြပြီနော်ဒီမှာ3ကြပြီဟုတ်ပြီနောက်တောက်ကြနေတပွဲသွားကြည့်မယ်ကျွန်တော်တို့6နဲ့1နဲ့ပေါင်းတော့ခွန်းရဲ့ပါဝါ2အဲ့နှလုံးပေါင်း9ပတ်လိုက်တော့ဗျာနော်9ပတ်လိုက်တော့အဲ့တော့9ပတ်ပြီဆိုရင်3နောက်တောက်ကြနေသွားနော်နောက်တောက်ကြနေသွားတော့တောက်ကြနေမှာသူက break 10 break ဒီက2 break 10နဲ့2နဲ့နှလုံးပေါင်းရင်3ညကိုပါဝါခေါ်တော့9အဲ့နှလုံးပေါင်း9အဲ့တော့9ပတ်လိုက်တော့ဗျာနော်ဒီမှာ59လို့ကြာပြီအဲ့တော့ဒီပွဲမှာကျွန်တော်တို့ပွဲပိတ်ထားတာ38နဲ့ပိတ်ထားတယ်38နှလုံးပေါင်း1ကိုဒီ3ညနဲ့ပေါင်းတော့လဲသူက1ပဲရအဲ့1ကို1ရဲ့ပါဝါ6ခေါ်လိုက်အဲ့နှလုံးပေါင်းလိုက်ခွန်ရမယ်ခွန်ပတ်လိုက်တော့ပေါ့ဗျာဒါမဲ့ပွဲကိုနော်ဒါမဲ့ပွဲခွန်ပတ်လိုက်တော့ပေါ့ဟုတ်ပြီဒီနီးစနစ်ကလေးကျွန်တော်ပြချင်လို့ဓာထွေထူးထူးကျွန်တော်လိုက်ပြီးတော့ကြာစရာမလိုဘူးကျွန်တော်ပြိတ္တတွေကိုကျွန်တော်အကုန်စစ်ပြီးမှတကယ်လို့ဟိုကမဖြစ်ဘူးဆိုရင်လည်းမယုံဘူးဆိုရင်လည်းဒီကနေပဲတောက်လျှောက်လိုက်စစ်ကြည့်လိုက်ပါနော်အဲ့တော့ဒီမှာကျွန်တော်ဒီမှာပြထားတဲ့ဒီတစ်ချက်4ချက်ရှိတယ်နော်55ပွဲမှာသူ4ချက်အပြစ်နာစာရှိတယ်နော်ဒါမဲ့လည်းအဲ့ဒီမှာကျွန်တော်တို့ကထပ်ပြီးတော့သူဖောက်သွားရင်နော်ဖောက်သွားရင်ဘယ်နှပွဲထိမှန်နိုင်လဲပေါ့ဒီမှာဖောက်ချိန်တစ်ချိန်ရှိပါတယ်ဒီမှာဖောက်တာပေါ့နော်ဒီကခွန်နဲ့ဒီက3ညနဲ့နှလုံးပေါင်းခွန်ပါဝါ2ဆိုတော့နှလုံးပေါင်း9ပြောက်သွားပြီနော်ဒီပွဲမှာမှန်ပြီသူကမှန်ရင်
ပြောက်ဖောက်သွားလို့မှန်လို့ရှိရင်တစ်ပွဲနှစ်ပွဲသုံးပွဲလေးပွဲငါးပွဲထိသွားတယ်နော်ဒီမှာဖောက်သွားတယ်ဖောက်သွားလို့မှန်ရင်တစ်ပွဲနှစ်ပွဲသုံးပွဲလေးပွဲငါးပွဲ၆ပွဲခုနှစ်ပွဲ6အရှိကြီးသွားတယ်ဗျာနော်ဒီမှာကျတော့ဖောက်သွားတယ်ဒီပွဲမှာဖောက်သွားဒီမှာကျွန်တော်တို့နှစ်ကိုပါဝါခေါ်တော့ခွန်ဖြစ်တယ်အဲ့တော့2နဲ့ခွန်နဲ့ပေါင်းတော့9အဲ့9ဒီပွဲမှာပြောက်သွားတယ်နော်အဲ့တော့9ဒီပွဲမှာပြောက်သွားတယ်နောက်တစ်ချက်ဒီမှာကျွန်တော်တို့6ကို2နဲ့ပေါင်း8အဲ့တော့8ကို3နဲ့ပေါင်း8ရဲ့ပါဝါ3ကို3နဲ့ပေါင်းလိုက်1အဲ့တော့1ဒီမှာပြောက်သွားပြီအဲ့တော့ तू လာမယ်ဆိုရင်တော့တောက်လျှောက်လာမအောင်နော်တစ်ပွဲနှစ်ပွဲသုံးပွဲလေးပွဲငါးပွဲပဲရှိသေးတယ်နော်အဲ့ကောင်လေးကြိုက်လို့ရှိရင်ယူထားလိုက်ဒါမပြတ်မချင်းကျွန်တော်တို့သွားနေလို့ရတယ်နော်အဲ့ဒါပြီးရတယ်လာမယ့်ပွဲကိုကျွန်တော် break တင်ပေးမယ်နော် break ကလေးကြိုက်တယ်ဘလို့ကြိုက်တာလဲဆိုတော့ဒီမှာကြည့်ဗျအဲ့ break လေးမစိုးဘူးနည်းနည်းလေးဇူးချဲ့လိုက်မယ်ဒီမှာကျွန်တော်တို့ပွဲတော်မှာပြန်ကြရိုက်တယ်အဲ့60ဒီ396လို့ရိုက်ပြီးတော့သူ့ရဲ့ရှေ့ပွဲမှာဒီမှာ60လို့ရိုက်သွားတယ်အဲ့ frame တစ်ချက်ပေါ့နော်ဒီမှာဒီတိုင်းပဲဒီမှာ90 395လို့ရိုက်တယ်အဲ့90ဒီ395လို့ရိုက်ပြီးတော့သူ့ရဲ့ရှေ့ပွဲမှာကျွန်တော်တို့အဲ့90လို့ပြန်ထွက်တယ်နော်အာထွက်တာပေါ့ဗျာဒီမှာ90 395ဒီမှာ90လို့ပြန်အာထွက်တယ်အဲ့ကောင်တစ်ချက်နော်ဒီမှာကျတော့ကျွန်တော်တို့ဒီ1လေးကို4လို့ထွက်သွားတယ်1လေးကို4လို့sorry ဒီကောင်ကပြတ်ပင်ကြီးမလို့ sorry နော်ဒီမှာကျွန်တော်ကလန်နာတွေကဒီကောင်ကအစ်စ်မရရတော့ဘူးအစ်စ်မရရတဲ့အတွက်ကြောင့်မလို့ဒီမှာပြန်ပြမယ်ဗျာနော်ဒီမှာ60ကို396လို့ရိုက်ပြီးသူ့ရဲ့ရှေ့ပွဲမှာအဲ့60ဆိုတဲ့ကဏ္ဍပြန်ထွက်တယ်နော်ပြန်ထွက်တယ်ဒီကောင်တွေကအမှားတွေဒီလိုယူလို့မရဘူးနော်ဒီလိုယူလို့မရဘူးဘာကြောင့်ဒီမှာ6နှစ်ကို29လို့ပြန်ထွက်တယ်သူ့ရဲ့ရှေ့ပွဲမှာဒီမှာမလိုက်တော့ဘူးအဲ့6နှစ်ကိုဒီမှာကျတော့ဒီတိုင်းပဲ1လေးကို4လို့ရိုက်ပြီးတော့သူ့ရဲ့ရှေ့ပွဲမှာဒီမှာအဲ့4ပြန်ထွက်မထားဘူးเนาะဒီမှာပြကျင်တာကဒီက60ရဲ့396ဒီသူကဒီလိုပွဲတော်ဝဲမှာပြန်ကြပြီးသွားလို့ရှိရင်ဒီမှာသူ့ရဲ့ရှေ့ပွဲမှာအဲ့60လို့သူကပြန်ထွက်ထားတယ်ဒီမှာကျတော့90ကို395လို့ရိုက်တယ်အဲ့395ဒီပြန်ထွက်တယ်ဒီမှာသူ့ရဲ့ရှေ့ပွဲမှာเนาะဒီကောင်ပဲကျွန်တော်တို့ကအဓိကယူမှာပေါ့ဒီမှာတစ်ချက်ဒီ30ဒီ303လို့ရိုက်ပြီးတော့သူ့ရဲ့ရှေ့ပွဲမှာဒီမှာကျွန်တော်တို့30လို့ပြန်303လို့ပြန်ရိုက်တယ်မှားပြီးတော့ကဏ္ဍတွေကိုမှားခေါ်နေ sorry ဗျာနော်အဲ့တော့30ကို303လို့ရိုက်ပြီးတော့အဲ့303လို့ပြန်ထွက်တာသူ့ရဲ့ရှေ့ပွဲမှာပဲထွက်ထားတာเนาะဒီမှာကျတော့ကျွန်တော်တို့50ကို50လို့ရိုက်ပြီးတော့အဲ့50ဒီသူ့ရဲ့ရှေ့ပွဲမှာထွက်ထားတယ်ကဲအဲ့မှာ break စမယ်เนาะအဲ့ break ကဘလို့ပုံစံမျိုးလဲဆိုတော့ तू က3ချက်ထောက်ကြီးတော်တော်လေးကောင်းတယ်ပေါ့နော်50လို့ရိုက်ပြီးတော့သူ့ရဲ့ရှေ့ပွဲမှာ50လို့ဒဲပြန်ရိုက်သွားပြီအဲ့လိုရိုက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့5 break လို့လိုက်ဒီမှာ305လို့ပြန်လိုက်တယ်နော်5 break လို့လိုက်ဒီကောင်က break ကပိုးခိုင်တယ်နော်ဒီကောင်ကနီးစနစ်က break ကပိုးခိုင်တယ်ဒါကြောင့်မလို့50လို့ပွဲတော်ဝဲမှာသူကပြန်ကြရပြီးသွားရင်သူ့ရဲ့ရှေ့ပွဲမှာအဲ့ကနန်းလိုက်ထွက်ပြီးရတယ်သူက break လိုက်အဲ့ break လိုက်အဲ့5 break လိုက်နော်5 break လိုက် break ပို့ခိုင်လို့ဘာလို့ဆိုတော့50ကို50လို့ရိုက်အဲ့50ပြန်ထွက်ဒီ50လို့ပြန်မထိုးနဲ့ break ကိုပဲထိုးနော် break ကိုပဲထိုးဟုတ်ပြီနော်ဒီတစ်ချက်နောက်တစ်ချက်ကြတော့ဒီမှာ30ကို303လို့ထွက်တယ်30ကို303လို့ထွက်ပြီးတော့သူ့ရဲ့ရှေ့ပွဲမှာ303လို့ပြန်ရိုက်တယ်အဲ့လိုရိုက်ပြီးရတဲ့
ai xì bữa mà cho nó break tông lùi lại thì mà tông break thôi mày nó tông break thôi mày hậu bị thì mà ngã rẻ ố tông nhà ngã lùi dậy đấy tôi ai xì bữa mà cho nó đủ bà dậy đấy ngã rẻ lùi thay dậy đấy ai lùi dậy bị đàn này ngã break lùi lại ai đi ngã break lùi lại thì mà nó tê lấy tê lụp biển thoát đại đi mà được bữa chẳng cái cái là na sâu chắc cái này tiết tông lụp biển vậy đấy ai tiết tông à xì bữa mà lại đấy tiết tông lụp lại ai tiết tông lấy break đi break lấy lô đi bữa mà biển chả ngã cô lô biển chả nó đi mà chào xe tông nhà chào lụ chả đó bị ai biển chả cái này thì tôi sẽ bữa mà anh em mình chào xe lụ biển chả ai chào break đi thì mà chào break lụ vậy nó đi bữa mà chào break lụ biển vậy à đi con này bắt đi đi bà đi cho nó bia bia này mà nó qua mà phía bu giờ chơi mới xí giờ chơi xí cái này lấy đi thô trên này rồi mà thô làm lại bỏ khu cho nó bia đã khu bia đó đã cho nó rú không bắt đi bây giờ anh sorryဟုတ်လား6 break ဟုတ်တယ်6 break ဒီကောင်နဲ့ရက်ချင်းမရှိသေတော့သေကြတယ် तू ကြားကျင်တဲ့ရက်ကြနော်အဲ့တော့ဒီကျွန်တော်အများအားထွက်နေတဲ့ဒီပတ်တီးอ่ะတသက်စာပတ်တီးတသက်စာပတ်တီးอ่ะ तू 1နဲ့2ပတ်တီး1နဲ့2ပတ်တီးပြီးတော့ကျွန်တော် break line လိုက်မယ်ဆိုရင်3ညာ5ခွန်ဒါ break line အဲ့တသက်လုံးမှတ်ထားကြီးကျွန်တော်ပြိသက်တွေနော်ဒီကောင်နဲ့ရက်ချင်းမရှိအဲ့တော့အခွေ line တွေကတော့ကျွန်တော်မပြတော့ဘူးဘာကြောင့်မပြတော့လဲဆိုတော့ line ပေါ်မှာကြံခဲ့တဲ့ပွဲတုန်းကကျွန်တော်ဘာပြခဲ့လဲဆိုတော့66ထွက်သွားတော့ကလည်း1650ခွေထားဆိုပြီးတော့လဲကျွန်တော်ပြခဲ့ပြီးတယ်ထပ်ပြီးတော့အဲ့16ထွက်တော့16ထွက်တော့လဲထပ်ပြီးတော့ကျွန်တော်အဲ့1650ခွေထားလို့ပဲကျွန်တော်ထပ်ပြပေးသေးတယ်နော်အဲ့တော့လက်ကားချပြတာတွေကလက်ကားတွေဖြစ်နေနော်ပေါက်တယ်လားမပေါက်ဘူးလားဆိုတော့လဲကျွန်တော်ကိုယ်တိုင်လည်းမသိဖြစ်နော်ကိုလူတွေကလည်း comment ဝင်ရေးဖို့ဒါခက်ခဲနေအဲ့ဒါတော့ဒီကောင်လေးရက်ချင်းမရှိဘူးရက်ချင်းရှိတဲ့ဟာတွေကိုနော်အခွေဆိုရင်လည်းအခွေလိုချင်တဲ့မိတ်ဆွေတွေအတွက်အခွေလိုချင်တဲ့မိတ်ဆွေတွေကကျွန်တော်ဘိုင်ပါရှိတယ်နော်661 20 40 65ပြီးတော့အဲ့ရက်ချင်းနဲ့သွားတဲ့ကောင်ရက်ချင်းနဲ့သွားတဲ့ပတ်တီးနော်အဲ့တော့ရက်ချင်းပတ်တီးလိုချင်ရင်2ရက်အတွင်းပေါ့ဖရီးပို့ပေးမယ်နော်2ရက်ဒါ2ပြန်နော်2ရက်အတွင်းပတ်တီးဖရီးပို့ပေးမယ်ဆိုရင်ကိုလူတွေကတားကြီးတော့ဟိုမဖရီးနဲ့ဗျာဘာကြောင့်လဲဆိုတော့
ဟိုပေါက်သွားပြီဆိုလို့ချင်းပတ်သီးတွေလည်းမှန်ပြီဆိုရင်ကိုတက်နိုင်တဲ့လောက်ကန်ဆက်ပါနော်အဲ့တော့ Viber မှာကျွန်တော်ရှိမှာအခွေလာတောင်းနေတဲ့မိတ်ဆွေတွေကတော့ကျွန်တော် Viber မှာပို့ပေးတယ်66204065က Viber သုံးတယ်နော်အခွေပေါက်ခဲ့အခွေထွက်သွားပြီဆိုလို့ချင်းကိုတက်နိုင်တဲ့လောက်ပဲကန်ဆက်2ရက်အတွင်းပတ်သီးက Telegram မှာလာမှာနော် Telegram မှာကျွန်တော်တင်ပေးတယ်Telegram မှာအဲ့တော့ Telegram မှာကျတော့ तू ကဘယ်လိုသွားမလဲဆိုတော့အင်္ဂလိပ်လိုရေးလိုက် Telegram ရှိတဲ့မိတ်ဆွေတွေကနော်ဒီမှာဒီ full stop လေးလောက်လိုက် T M E မြင်းဆောင်sorry T ဒီမှာ T နော်ဒါ T H sorry ဗျာနော်ဒီလိုရေးမယ် T M E မြင်းဆောင် T H A N T တန့်နော်တန့် K Y A W ကျော်နောက်ထပ် K Y A W ကျော်ပေါ့နော်အဲ့လိုမျိုးရိုက်ရှာကြည့်လိုက်ဒါ Telegram မှာနော်အဲ့ဒါဆိုလို့ချင်းကျွန်တော်ဒီ free တင်ပေးတဲ့ဟာတွေတွေ့ရမယ်เนาะ Viber မှာလာတောင်းရင်လည်းပတ်စံကြိုပေးသေးရမလို့ပေါ့เนาะကျွန်တော်စေတနာနဲ့ပို့ပေးတာဒါပေမဲ့ကျွန်တော်ပရိသတ်တွေကအခွေထွက်သွားပြီဆိုလို့ရှင်တော့ကိုတက်နိုင်တဲ့လောက်ကန်ဆက်เนาะပတ်သီး2ရက်အတွင်းပေါ့ဒီကောင်တွေကတော့ရချင်းမရှိဘူးเนาะအဲ့တော့2ရက်အတွင်းပြီးခဲ့တဲ့ပွဲတုန်းကကျွန်တော်2ရက်အတွင်းပတ်သီးထုတ်ပေးခဲ့တာပေါ့တော်တော်လေးမှန်တယ်အဲ့ Telegram မှာဝင်ကြည့်လိုက်เนาะဒီ Telegram မှာဝင်ကြည့်လိုက်ကဲအားလုံးပဲဗီဒီယိုဖိုင်လဲရှေ့သွားရင်ကျွန်တော်လည်းတင်ရတာခက်ခဲရှိမှဆိုတဲ့အတွက်ကြောင့်မလို့ဒါလေးနဲ့ပဲနားပါမယ်ဒီတစ်ပတ်เนาะလာမဲ့ပတ်ပေါ့လာမဲ့ပတ်ကကျွန်တော်တို့ဘယ်နှစ်ရက်နေ့ကနေစမလဲဆိုတော့ဒီနေ့က4ရက်ဆိုတော့4ရက်5ရက်6ရက်နေ့ကနေစမှာပေါ့เนาะ6ရက်နေ့ကနေစမှာပေါ့အဲ့တော့6ရက်နေ့ကနေစပြီးတော့ဒီကောင်လေးတွေကစားမကစားခြင်းဘူးဆိုရင်လည်းကျွန်တော် Viber ကိုလာဒါမှမဟုတ်ရင် Telegram ကိုသွားပတ်သီးသမားတွေဆိုရင် Telegram ကိုသွားเนาะ Telegram မှာကျွန်တော် free တင်ပေးတယ်အားလုံးတက်တာပါเนาะ